ကဲချူချူကချင်းမိတ်ဆွေအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်တနေ့တည်းမှာပေါ်နှစ်ခါထွက်ခဲ့ရင်ပေါ့နော်ဆိုတော့အဲ့ဖြစ်စီကိုကျွန်တော်က live လွှင့်မယ်လို့ပြောတာ live ကခဏလေးနေဦးဗျာ video file လေးရင်တင်ပေးဦးမယ်နော်ဒီဟာလေး video file လေးရင်ဆက်ကြည့်တော့ကဲဟုတ်ပြီတနေ့တည်းပေါ်နှစ်ခါထွက်ခဲ့ရင်တဲ့သူကကနန်းလေးလုံးအခွေကိုပထမဦးဆုံးနေနဲ့ကျွန်တော်မြင်နေဗျာအဲ့ဒါကဘာလဲဆိုတော့3609ဆိုတဲ့အခွေပေါ့နော်တနေ့ရက်ပါဝါနှစ်ခါထွက်ခဲ့ရင်1ရက်2ရက်3ရက်4ရက်5ရက်အတွင်းမှာ3609ဆိုတဲ့အခွေတစ်ကြိမ်ထွက်ပြီ30နဲ့မှာ6လို့ထွက်တယ်တနေ့ထဲမှာကျွန်တော်တို့ပါဝါ2ကြိမ်ထွက်ခဲ့ရင်1ရက်2ရက်3ရက်4ရက်5ရက်အတွင်းမှာ3609ကို3ကိုလို့ထွက်တယ်36လို့ထွက်တယ်တနေ့ထဲပါဝါ2ကြိမ်ထွက်ခဲ့ရင်တဲ့တနေ့ထဲပါဝါ2ကြိမ်1ရက်2ရက်3ရက်4ရက်5ရက်အတွင်းမှာ3609ဆိုတဲ့အခွေ89လို့ထွက်တယ်တနေ့ထဲမှာပါဝါ2ကြိမ်ထွက်ခဲ့ရင်1ရက်2ရက်3ရက်4ရက်5ရက်အတွင်းမှာ3609ကို39လို့ထွက်တယ်တနေ့ထဲမှာပါဝါ2ကြိမ်ထွက်ခဲ့ရင်1ရက်2ရက်3ရက်4ရက်5ရက်အတွင်းမှာ3609အခွေ69လို့ထွက်တယ်တနေ့ထဲမှာပါဝါ2ကြိမ်ထွက်ခဲ့ရင်3609အခွေကျွန်တော်တို့3609အခွေကျွန်တော်တို့ဒီမှာ86လို့ထွက်တယ်အခုကျွန်တော်တနေ့ထဲပါဝါ2ကြိမ်ထွက်ခဲ့လို့အင်္ဂါတနင်္လာအင်္ဂါဗုဒ္ဓဦးကြာသွေးတောက်ကြာတနင်္လာနေ့ကဖောင်းလာတော့အင်္ဂါဗုဒ္ဓဦးကြာသွေးတောက်ကြာ4ရက်အတွင်းမှာ3609အခွေတစ်ကြိမ်လာမယ်တဲ့သူကပြောထားတယ်အဲ့ဒါနော်တနေ့ထဲပါဝါ2ကြိမ်ထွက်ခဲ့ရင်3609အခွေလေးတစ်ကြိမ်လာပါမယ်ဗျာနော်ကဲအားလုံးမသက်သာပါ